88ပုံစံလိုမျိုးဖြစ်လာတော့မှာပါနော်88တုန်းကပုံစံလိုမျိုးတွေဖြစ်လာတော့မှတော့ငါတို့ဘဝကတော့ဒီမှာတောင်ပြီးကြောင်းတောက်နေတဲ့အချိန်ဆိုတော့ကြောင်းသားအတွေးပါအင်္ဂဝါလွဲအင်္ဂလွဲနဲ့ဆိုတာနေမကောင်းတဲ့ချိန်ဆိုပို့ပြီးတတိရတယ်ဗျအင်္ဂါမိဘတွေကကြတော့အဆက်ဆက်ရကိုတာတင်မီဆိုတော့ဘယ်လိုပြောမလဲညဉ့်ညံတာမျိုးဘာမှမရှိဘူးဗျတက်ခေရေးပိန်းလို့ခြေတန်းနေဆိုလို့ရှိရင်ကျမတို့ကကျတော့တက်ခေရေးလဲမလေးရဘူးဆိုတဲ့ခါကျတော့ဒီမှာတော့ဘန်းမှာအနေနဲ့ကအကုန်လုံးလုပ်ပြရတာခြေတန်းသမားတွေကပြောပြတဲ့အရာတွေကိုနားထောင်ရတယ်ပြီးလို့ရှိရင်တစ်ဆောင်ချမ်းကတော့ပို့ပြီးတိုးတောက်လာပါတယ်တက်ခေရေးပိန်းမှာဆက်လို့အစာပိန်းဆိုတော့တွေ့ကြုံရှိဘူးနောက်ပိန်းကျရင်တပွေးပဲပြအောင်နောက်ခိုက်တွေ့ကြုံရှိလာတယ်